ရွှေစကားကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဗာမင်းတင်ကားရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရွှေစကားနေပြီးမေးမယ်ဆိုရင်ရွှေစကားရဲ့ page ရွှေစကားမှာတင်ထားတဲ့ကျွန်တော်ဖုန်းနံပါတ်တွေကနေပြီးတော့ဆက်သွယ်ပြီးလည်းမေးမြန်းလို့ရပါတယ်အခုရွှေစကားကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများအတွက်ကျွန်တော် passport ကိစ္စတွေဆောင်ရွက်ရတဲ့အခါမှာအဆင်ပြေအောင်ကျွန်တော်ဗာလေးလှူရမယ်ဆိုတဲ့ဟာလေးကိုပြောပြပေးရွှေစကားကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဗာမင်းတင်ကားရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရွှေစကားနေပြီးမေးမယ်ဆိုရင်ရွှေစကားရဲ့ page ရွှေစကားမှာတင်ထားတဲ့ကျွန်တော်ဖုန်းနံပါတ်တွေကနေပြီးတော့ဆက်သွယ်ပြီးလည်းမေးမြန်းလို့ရပါတယ်အခုရွှေစကားကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများအတွက်ကျွန်တော် passport ကိစ္စတွေဆောင်ရွက်ရတဲ့အခါမှာအဆင်ပြေအောင်ကျွန်တော်ဗာလေးလှူရမယ်ဆိုတဲ့ဟာလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် passport ကိစ္စတွေလိုက်ပါဆောင်ရွက်ရတာကျွန်တော်အဆင်မပြေတာလေးတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်း passport ကိစ္စလုပ်တာကျွန်တော်အဆင်မပြေတာလေးတွေရှိခဲ့တယ်အဲ့တော့ကျွန်တော် passport ဆိုကျွန်တော်အသစ်ပြန်လျှောက်တဲ့အခါမှာအဟောင်းမှာကျွန်တော်တို့ဒီဟိုးစာတွေပါတာပေါ့ရင်းနှီးတက်နေတာမျိုးတွေကျွန်တော်ဆေးဆုံးတာလေးပါနေတာပေါ့နော်အဲ့တော့အဓိကဒီ passport နဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်အဆင်ပြေအောင်ဗာလေးလှူရလဲဆိုတော့ဗာလေးလှူပြီးကျွန်တော်လောက်ကန်ဆောင်ရလဲဆိုတော့ကျွန်တော်ရေခွက်အသစ်တစ်ခွက်အဲ့တော့ရေခွက်အသစ်တစ်ခွက်ဖြစ်ဖို့တော့လိုတယ်ကျွန်တော်တို့ဗာရေခွက်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ရေခွက်အသစ်တစ်ခွက်ကိုကျွန်တော်တို့ကိုယ်လာပြီးလှူခံတဲ့ဆုံးရကြွားတဲ့ဘုန်းကြီးကိုပဲဖြစ်ဖြစ်ဆုံးတဲ့ကျွန်တော်တို့ကြွားတဲ့ဘုန်းကြီးကိုပဲဖြစ်ဖြစ်ဘုန်းကြီးเจ้าကိုပဲဖြစ်ဖြစ်အဲ့တော့ဗာရေခွက်ပဲဖြစ်ဖြစ်ရေခွက်အသစ်တွေကျွန်တော်တစ်ခွက်ပဲဖုန်းတော်ကြီးကိုကျွန်တော်တို့ကတ်လှူပြီးဆူတောင်းပြီးကျွန်တော် passport ကိစ္စတွေနဲ့ပတ်သက်ပြီး live ပါလုပ်ပါဆောင်ရွက်မယ်ဆိုရင်ကျွန်တော် passport ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်အဆင်ပြေရမယ်အဆင်ပြေအောင်မြင်သွားတာကိုကျွန်တော်တွေ့ရပါလိမ့်မယ်အဲ့တော့ရှေ့စကားကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးအန်ဒီယကင်းပေးရှင်ပြီးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ